ရှင်ဇန်နဝါရီလမှာကောင်းမွန်တဲ့နေ့ရက်များနဲ့ကောင်းမွန်တဲ့အရက်ဒေသများပန်းများစသည်တို့ကိုဖော်ပြပေးလိုက်ပါတယ်ဇန်နဝါရီလမှာကံကောင်းစေတဲ့နံပါတ်များကတော့1 4 9 9 14 16 18 21 23 25 28 42 60နဲ့83လို့ဖြစ်ပါတယ်ကံကောင်းသောနေ့ရက်များကတော့တနင်္ဂနွေတနင်္လာနဲ့ကြာသပတေးဖြစ်ပါတယ်ကံကောင်းသောအယောင်များကတော့အဝါရောင်စိမ်းဖြော့ရောင်အနီရောင်နဲ့ရွှေရောင်တို့ဖြစ်ပါတယ်ဇန်နဝါရီလထဲမှာသင်လှူခြင်းနဲ့ဆိုရင်တော့တနင်္ဂနွေနေ့များမှာဂျုံဒါမှမဟုတ်ထညက်ကိုလှူလို့ရပါတယ်ဂျုံဆိုတဲ့နေရာမှာဂျုံနဲ့ပြုလုပ်ထားတဲ့အစားအသောက်များကိုလှူလို့ရပါတယ်ဥပမာဂျုံနဲ့လှုပ်ထားရဲဆိုရင်ပါမုံရှိမယ်ခောက်ဆွဲရှိမယ်ဒါမျိုးတွေကိုလှူလို့ရပါတယ်နောက်တစ်ခါကံကောင်းစေတဲ့အရက်ဒေသတွေပေါ့နော်အဲ့ဒါကတော့မြောက်ဖက်နဲ့အရှေ့မြောက်ရက်ဖြစ်ပါတယ်အခွင့်အလမ်းတွေအလုပ်ကိုင်းတွေရရှိဖို့တို့ဆူတောင်းတာတို့မှာမြောက်ဖက်ဒါမှမဟုတ်အရှေ့မြောက်ကိုတက်နာမှုပြီးပြုလုပ်မယ်ဆူတောင်းမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဇန်နဝါရီလအတွက်ကောင်းတဲ့ပန်းတွေကတော့ကာနေရှင်းလို့ခေါ်တဲ့ပန်းတစ်မျိုးဖြစ်ပါတယ်အဲ့ဒါကတော့အနောက်တိုင်းမှာပို့ပြီးပေါ်ပြူလာဖြစ်တယ်ပေါ့နော်ဗမာပြည်မှာတော့အော်ကစ်တို့အဲ့လိုနှင်းမန်းတို့လည်းရနိုင်ပါတယ်ခွာညူပန်းတို့ကလည်းဇန်နဝါရီလမှာပွင့်တာဖြစ်ပါတယ်အဲ့တော့ဒီအချက်ကလေးတွေကိုကြည့်ပြီးကံကောင်းအောင်သုံးချနိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်